ဒီနေ့ကျွန်တော်စကားလေးနည်းနည်းပြောချင်လို့ဗျအဲ့ဒါဘာလဲဆိုတော့ဒီမျိုးမှာကြောက်စရာအကောင်းဆုံးနဲ့လာသမျှလူတွေခဏခဏပျောက်သွားပါတယ်ဆိုတော့ဆေးရုံပြက်ကြီးကိုကျွန်တော်ဒီနေ့မှသွားပြီးတော့စုံစမ်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတူလိုက်ပြီးတော့ကြည့်လိုက်ကြပါဗျာဝဲမှာကောင်းမှုလိုက်တော့ကွာဒါနဲ့ငါဆေးရုံရဲ့ဘယ်နေရာရောက်နေရလဲI gotta get out of here. ငါဒီကနေအမြန်ဆုံးထွက်ပြေးမှရမယ်ငါဒီကိုလာအမားပြီထင်တယ်ကွာခုကဒါဘယ်နေရာကြီးလဲဒီမှာလဲဂရေနေရှိတယ်ဂရေနေမှာလဲသွေးတွေရှိပဲကွာဒီဘက်မှာတလန်းရှိတယ်ဒီဘက်မှာလဲတလန်းရှိတယ်ဒီဘက်ကိုအရင်သွားကြည့်လိုက်မယ်တမီးပါတယ်ဆိုပေမဲ့မှောင်လိုက်တာကွာရှေ့ကိုမနှင်းကြည့်နေရတယ်ဒါနဲ့လူတွေပြောနေကြတယ်ဒီမှာမကောင်းစွာရှိရဆိုတော့တကယ်လားဟေ့ဟိုဘာကြီးလဲလိုက်လာပြီဟေ့အောင်ရေဟေ့ဟုတ်တယ်တေတော့မှာပဲကွာဒါဆိုမွန်စတာရှိရတကယ်ပေါ့ဘာကောင်းကြီးလဲတော့တေချာမမြင်အောင်ဒါပေမဲ့ငါတော့ကိုတော့လိုက်ကွာဒီမှာတော့မရှိဘူးတဲ့ဒီတော့ငါအမြန်ရှာမှရမှာပေါ့နေအောင်ဒီကောင်းကြီးလိုက်လာသေးလားမသိဘူးအော်ငါ့တက်မီအောင်တိတ်မမြင်ရဘူးကွာမျိုးလာပြီလားငါတေချာမမြင်အောင်ဒါနဲ့ငါတော့ရှာရမယ်အဲ့ချက်မှငါထွက်ပြေးလို့ရပါဒီအခန်းထဲမှာရှိတာမသိဘူးဒီမှာတော့သွေးစွန်းနေတဲ့ဂရင်းနေစုပ်ပြတ်တတ်နေတဲ့အခန်းကြီးတစ်ခုပဲရှိရကွာငါဘာဆက်လို့မလဲဒီကောင်ငါ့ကိုလိုက်ရှာနေရလားမသိဘူးငါဘာဆက်လို့တင်လဲဒီမီးဖွင့်တာတော့မီးအောင်မမြင်ရဘူးကွာတော့ဘယ်ခန်းမှာသွားရှာမှာလဲဒုက္ခပါပဲကွာဒီဆေးရုံရောက်လာ၅ပါးတော့မောက်ပြီထင်တယ်ဒီခန်းထဲမှာဒီမှာဝင်ပုံးလို့ရတယ်ကွာအနိုင်ရဆိုးလိုက်တာကွာသွေးနဲ့နေဒါဆေးရုံတုံးနဲ့အများတော့အိမ်နာတွေပဲကွာအဲကြောင့်မလို့ထင်တယ်ဒီမှာတော်တော်လေးကိုနန်းစော်နေတာဘာလဲဒီကောင်လိုက်လာပြီရောတေတော့မှာပဲကွာလိုက်လာရမသိဘူးတေတော့မှာပဲတေတော့မှာငါဖင်ရပြီးဒီဆေးုံတွေကိုလာတော့ပြီကွာကူတော့ငါတော့အမြန်ရှာမှရမယ်ဒါနောက်တဲ့အခန်းတစ်ခုအစ်စ်ပဲဟိုကောင်လာပြီလားလာပြီရောဘယ်ကိုပြေးရမှာလဲကွာငါဒီမှာပိတ်မိနေပြီဒီဘက်ကပြေးရင်တော့လွတ်လောက်မယ်ထင်တယ်ဟုတ်ကောင်ဟိုဘက်ကိုရောက်နေဆိုဒီကဝင်ပြီလားဒီမှာဂရင်းနေပဲရှိကွာwhat the fuck လာလိုက်ကွာချဲမြန်ဝင်ပုံဝင်အင်ဘယ်တော့မှဒီစီးရုံကနေထွက်သွားလို့မရဘူးတဲ့โอเคဒီကထပ်ဆော့ကြည့်မယ်ကွာငါလည်းအတန်သေးဥဆောင်တာမောတယ်ဟာအရင်ဆုံးအဲ့ဒီပျောက်ဆုံးနေတဲ့တော့ရှာမရမယ်အဲ့တော့ဘယ်နားမှလည်းမသိဘူးဖြစ်ရှင်တော့ဒီစောက်တလွဲတက်မီးရလဲကွာမီးရတေချာမလင်းရှေ့ကိုမမြင်ရအောင်ဟုတ်နေပြီဒီတော့ရှာဖို့အတွက်စောနာတော့ငါဒီနားမှာတေသွားပဲဒီနားမှာတေသွားတာဆိုတော့ဒီခန်းထဲကမဝင်ရတယ်ဝင်ပြီးပြီကွာဒီကဒီထဲမှာလည်းမရှိပါဘူးသွားနေရကွာဟိုမအီပြီးကြောက်မဲကြီးလာမှကြောက်ရသေးရှေ့ကိုတေချာမမြင်ရဘူးကွာတကူကနေတော့စိုးတယ်ဒီစီအောင်တော်တော်ကြီးမောင်းလာပဲကွာနေအောင်ငါခြေတံကြားနေရပြီဒီနားမှာပုံနေလိုက်တာဘိုးကောင်းမယ်ရှင်နေဒါဆိုငါ့ကိုမမြင်တော့ဘူးထင်တယ်ဒါနဲ့ခြေတံချိန်သွားပြီကွာဒီကောင်မရှိတော့ခြေတံပြန်ကြားနေရပြီဒီကြောင့်ဝင်ပုံလိုက်တာပိုကောင်းပါတယ်ငါလက်မြန်လို့ကွာငါနားလေးကနေဖြတ်လျှောက်သွားတာလုံးဝတေးကြတယ်ခုတော့မရှိတော့ပြန်ကြားနေရပြီယောလိုက်လာပြီ
တိတ်တော့ပါပဲလိုက်ရမသိဘူးဒီထဲမြောင်ဝင်ပုံးလိုက်မယ်ဟောတော်သေးရဲ့ရောက်ရေးမမြူတေးပြီးထင်တာကွာလက်ခွန်းခြေတန်းတော့ညင်သွားပြီဟာထွက်လိုက်တာကောင်းမယ်တဲ့တော်သေးရဲ့ကွာဘယ်သူမှမရှိအောင်နေဟိုဒါနဲ့တော့ရှာဖို့ကဘယ်လိုရှာမှာလဲတော့ဘယ်ရောက်နေရလဲကွာဟိုကမြန်နေကွာငါဒီနားရွေးပြရောက်နေစိတ်ညစ်ပါတယ်ရှေ့ကိုလည်းမသွားရဘူးရှေ့ကိုလည်းမသွားရဘူးလခေါ်စောက်ဘောသွားလို့လေရောတကားတဲ့ကြာပြီလာခွေးပြီးပေါ်ပြေးနေရပဲတော်ကြဒီတကားဖွင့်မှာပြေးလာစောက်ချိုးနေပြီနော်တော်သေးပြေးမလားညကဒီလမ်းလောင်များခေါ်လိုက်မယ်မလာဘူးလားဒီလောက်အတန်ပေးနေအောင်ဒီကောင်မလာဘူးငါဒီအခန်းနေဝင်ပြီးသားရမလားဒီကရင်3ခုကငါပထမအဆုံးကလာပြီးတော့နော်ဟုတ်တယ်ဒါဆိုဟိုဘက်တန်းတန်းကိုသွားကြည့်လိုက်မယ်အဲ့ဘက်တန်းတန်းမှာရောအဆောက်အဦရဲ့ပုံစံတော့ငါတဖြည်းဖြည်းနားလေတာပြီဒါဆိုဒီတန်းတန်းသွားမယ်ဆိုရင်ရောအော်မအေးဘေးရှိတာဗောလိုက်လာပြီရောက်တော်သေးရကွာငါတခုံလိုကြီးပြေးသွားတေအောင်မယ်ကဲဒီကောင်အဲ့ဘက်ကိုရောက်နေတော့ငါဒီဘက်ကနေပြီးတော့သွားလို့ရတယ်နော်ဒီမှာလမ်းရှိရဒါဆုံးတော့ငါဝင်ပုံးခဲ့တဲ့နေရာတေးပြီ fuck လောကတိလေးကွာမိလိုက်လို့တော့မလွယ်ဘူးလောကတိလေးကွာလောလောရကန်ကောင်းလို့ဒီနေရာတွေကငါရှာပြီးသားရနော်ဒီကတင်နေပါရရှာပြီးပြီဆိုတော့ငါပါရှာတေးပြီဒီကနိုင်အောင်ဆော့မယ်ကွာဒီကောင်တိတ်ပြီးကြောက်လို့မရဘူးဒီကောင်ကြောက်ရင်ပူဆိုးတယ်ကဲရင်ဆုံးငါဘယ်ဘက်တန်းတန်းကိုရောက်အောင်သွားမယ်ကွာကဲဘယ်ဘက်တန်းတန်းကိုရောက်အောင်သွားမယ်ဆိုရင်ငါဒီအခန်းကိုရောက်လာမှာဒီအခန်းမှာတော့ပြောက်နေတယ်โอเคဒါဆိုရင်ဒီဘက်တန်းတန်းကိုလာခဲ့နေအောင်ငါတန်းတန်းကြီးပြန်သွားမှရမယ်ဟုတ်တယ်ကွာဒီမှာတကားပေါက်2ပေါက်ရှိရဒီနေရာငါမလာသေးဘူးဒါနဲ့ဟိုလာနေပြီကွာအမတိတ်တာပဲရောင်ရေးငါမှပုံးစရာနေရာမရှိဘူးဒီဘက်တော့မကတ်နေနိုင်မယ်ဆိုရင်ရောမီးတော့ပိတ်ထားလိုက်မယ်ကွာရောင်ရေးတေတော့မလားမသိဘူးဟိုရှိရဓာတ်လေကားလားမသိဘူးအဲ့မှာမီးတော့ဖွင့်တာခြေတန်းတဖြည်းဖြည်းနဲ့နေတာပြီဒီကောင်ကမတွေ့ဘူးရောင်ရေးဒီကောင်ကမတွေ့ဘူးဟေးဒါတော့လားဟုတ်လားဘာလဲဟုတ်တယ်ဒါတော့ယူပါမဲလင်းယူဟာရပြီဟိုကောင်ဟိုဘက်ကိုသွားတော့ငါဒီဘက်ကအမြန်ပြေးမှရမယ်โอเคပြေးတော့တိုင်းပြေးလိုက်တော့တိုင်းပြေးတာဘယ်မှာရှိသမျှအားကိုပြေးလိုက်တော့ရပြီတခါဝင်โอเคဒါပါလေfuse ဆိုပါလားဟာဒါဟိုဓာတ်လေကားမှာသုံးမဲ့ဥစ္စာဖြစ်တော့မယ်ဟုတ်တယ်ငါအခန်းတော်များများရောက်ပြီးသွားအကုန်လုံးဒီတိုင်းပဲအဲ့ဒီအခန်းမှာပဲတော်လဲရှိတယ်ဓာတ်လေကားလည်းရှိတယ်ကိစ္စမရှိဘူးကောင်မရှိဘူးဆိုတော့ငါအမြန်သွားလို့ရတယ်ဟဲ့ရှိတယ်ဒီကောင်ငါစီလာနေပြီတေးကြတယ်ဒီကောင်ငါစီလာနေပြီနေပါဦးဒီကောင်ဘာလို့ခြေတန်းငိမ်သွားလဲဟာမရှိတော့တွားရတာပဲမီးပိတ်ပြီးကြည့်လိုက်မယ်ကွာဒီကောင်ရှိတယ်ကွာဒီကောင်ရှိတယ်ဒါပေမဲ့ဒီလောက်အဝေးဆိုမလာနိုင်ပါဘူးကွာဒီမှာ fuse ထည့်လိုက်မယ်ရပြီမဖြစ်ဘူးဒီကောင်ဓာတ်လေကားစံကြားသွားပြီလေဓာတ်လေကားတော့တော်လို့မရသေးဘူးဒီမှာအမြန်ပုံးမရမယ်โอเคငါရှိရတယ်ကောင်မမြင်လိုက်ဘူးနဲ့တူတယ်တော်သေးတာဘကွာအချိန်မီလို့ဒီကောင်ငါ့ပတ်လဲမှာလမ်းလျှောက်နေရကွာအခြေတန်းနဲ့အတိုင်းသားကြားနေရတယ်
မလေးအရေးမလေးသူသွားပြီဟုတ်တယ်သူသွားပြီတော်သေးတာပေါ့ကွာဒါဆိုငါအမြန်သွားပြီးတလေကားတွေဝင်လိုက်တော့မယ်လေโอเคနောက်ဆုံးတော့ငါဒီစီးရောင်းနေလောက်တော့မယ်တော်သေးတာပေါ့ကွာငါအိမ်မက်ဆိုနေရတယ်ပြီးဆုံးသွားပြီဘာသာနေထွက်နေလဲရောက်တလေကဟေ့ရောက်မနှောင်းနဲ့နော်မင်းဒီစေးရောကနေဘယ်တော့မှထွက်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့ဒီဂိမ်းကပြီးတော့ပါတယ်ဒါပါပဲကဲတကားဖွင့်လိုက်တော့မယ်တုတ်